မြန်မာပြည်ကသူတွေမင်းသားအောင်ရင်လေးနဲ့သူ့အိမ်ပေါ်ကောင်မလေးနဲ့ဖြစ်တဲ့ဟာကိုမခံမရနိုင်ဖြစ်နေကြတာအတုံးယုံပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအိမ်ပေါ်ကောင်မလေးနေရာမှာသူတို့မဟုတ်လို့တဲ့စိတ်ချမ်းသာပါတယ်လို့နော်စိတ်ချမ်းသာပါတယ်မြန်မာပြည်မှာနေရလဲတကယ်ပြောဖို့ကောင်းပါတယ်လို့နော်ဘာဖြစ်နေကြတာလဲလို့ညီမလေးတို့မမတို့နော်တချို့ဆိုရင်အိမ်အောင်တွေရောအပြိုကြီးကိုပါသေးတယ်ကိုမှမရှိမဲ့ရှိမဲ့ဂုံတိတ်ခါလေးတော့ထိမ့်သိမ့်ကြပါလို့မရှိမဲ့ရှိမဲ့တိတ်ခါလေးတော့ထိမ့်သိမ့်ကြပါနော်ထိမ့်သိမ့်ကြပါကျေးဇူးတင်တယ်လို့နော်ဒီမှာနေရလဲတကယ်ပြောဖို့ကောင်းပါတယ်လို့တတ်တာပါဒီမှာတော့မိုးတွေရွာနေပါတယ်လို့ရာသီဥတုကလည်းကြည့်လိုက်ပါအောင်ရှုခင်းကလည်းအရန်လှဒီမှာတောင်နဲ့အောက်မှာစိုက်ခင်းနဲ့မိုးရွာနေတော့မှမြူတွေကဆိုင်ပြီးတော့လှမှလှဗျာဒီလေးမှလည်းကားလန်းလေးနဲ့နေချင်းစရာလေး